ဒီနေ့တော့ဂျွန်21ကနေဇူလိုင်20နေ့အတွင်းမွေးနေ့ရှင်ခမ်ဆာတို့အတွက်ဘလူးကြောက်လေးကိုဆောင်လေးဆိုတာကိုအခုဗီဒီယိုလေးနဲ့ပြပြပေးသွားမှာဖြစ်ပါတယ်ဒီမွေးနေ့ရှင်ခမ်ဆာတို့အတွက်အဓိကအဆောင်ကြောက်ကတော့ဗဒံများဖြစ်ပါတယ်ရှင်နောက်ထပ် Monstrum ပလဲနဲ့ Green Aventuring ကြောက်တို့ကိုလည်းဒါအဆောင်ဖြစ်ဆောင်ထားမယ်ဆိုရင်အရန်တင်တော်တဲ့ကြောက်ဖြစ်တာကြောင့်ဒီလေးမျိုးတွေကမှအလွယ်တကူရှာလို့ရမယ့်ကြောက်ကိုအဆောင်ဖြစ်ဆောင်ထားလို့ရပါတယ်ရှင်အခုဒီလေးမျိုးကိုတော့ညီမကဘလူးအယောင်ဘလူးပုံစံလေးဆိုတာကိုဗီဒီယိုလေးနဲ့ဒါပြပေးသွားမယ်ပေါ့နော်ဒီဟာလေးကတော့ Monstrum ကြောက်ဖြစ်ပါတယ်ရှင်ဒါကတော့ Monstrum လေးပါဒီဟာလေးကိုလည်းအဆောင်ပြည့်ဆောင်လို့ရပါတယ်ရှင်နောက်ထပ်အလုံးပြီးတဲ့ပလဲကိုလည်းအဆောင်ပြည့်ဆောင်ထားလို့ရပါတယ်နောက်တစ်ခုကတော့ Green Aventuring ပေါ့နော်ဒီဟာလေးစိမ့်အောင်လေးဒီဟာလေးကိုလည်းအဆောင်ပြည့်ဆောင်ထားလို့ရပါတယ်ဒီလေးမျိုးထဲမှာကိုကျက်နေတဲ့ရာကိုဒါကံကောင်းခြင်းတွေနဲ့အေဂျင့်မှုတွေပေးတယ်စိတ်ဖိစီးမှုတွေကိုရောချပေးတဲ့ကြောက်လေးဖြစ်တာကြောင့်ဒီလေးမျိုးထဲမှာကိုကျက်နေတဲ့ရာအလွယ်တကူရှာလို့ရမယ့်ကြောက်ကိုခန်ဆာတို့အနေနဲ့ဆောင်ထားလို့ရပါတယ်ရှင်အားလုံးလည်းကံကောင်းကြပါစေကျေးဇူးတင်ပါတယ်